အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ဇေရပဲရင်ပါလဲလဲဆက်ဆက်ရတော့ပဲရင်ပါလေးကိုရခိုင်လိုရှင်ငဆက်လေးတုပ်စားပါမယ်အရင်ဆုံးပဲရင်ပါမှာပါတဲ့ပဲခွန်လေးတွေကိုသိချရွေးပါမယ်ပဲခွန်လေးတွေပါတာစားရတဲ့အခါအဆင်မပြေလို့ပါကဲပဲခွန်လေးတွေသိချရွေးပြီးလို့ပြီးကျွန်တော်တို့စားလေးနဲ့ထည့်ပြီးတော့ရေသိချဆေးပါမယ်စားထည့်ပြီးရေဆေးရတဲ့အကြောင်းရတော့ပဲရင်ပါမှာပါတဲ့မျိုးစားတက်တွေနည်းနည်းပြက်ပြက်သွားအောင်လို့ပါပဲရင်ပါကိုကျွန်တော်တို့ရေသိချဆေးပါမယ်ခုနကပြောတဲ့အတိုင်းစားလေးနဲ့ထည့်ဆေးပါမယ်ဗျဒါမှသာပဲရင်ပါမှာပါတဲ့မျိုးစားတက်တွေပြက်ပြက်သွားမှာပါကဲကျွန်တော်တို့နှက်ဆက်အောင်တခြားလေးမှွေဆေးပါမယ်ဆေးလို့ပြီးတော့ကျွန်တော်တို့စကားလေးနဲ့ရေစစ်ထားပါမယ်ဗျပဲရင်ပေါက်တုပ်ဖို့အတွက်ကျွန်တော်တို့ပဲရင်ပေါက်ကိုရေနည်းဖြောမှာဖြစ်တဲ့အတွက်ကြောင့်ရေနည်းတည်ပါမယ်ကဲဆက်ကြည့်လိုက်ရအောင်ဟုတ်ကဲ့ပါပဲရင်ပေါက်ရေနည်းဖြောဖို့အတွက်ရေနည်းတည်ထားပါပြီဗျဟုတ်ကဲ့ပါရေနည်းစုပြီဆိုတော့ကျွန်တော်တို့ပဲရင်ပေါက်ကိုနောက်ထပ်3မိနစ်လောက်အဖုံးအုပ်ပြီးထပ်ပြုတ်ပါမယ်ဗျကဲအခုတော့ပဲရင်ပေါက်လေးလည်းနူးပါပြီဗျဆယ်ပါမယ်ဆယ်လို့ပြီးကျွန်တော်တို့ရေအေးလေးနဲ့ထပ်ဆေးထားပါမယ်ဗျရေအေးလေးနဲ့ဆေးလို့ပြီးတော့ကျွန်တော်တို့စကားလေးနဲ့ရေစစ်ထားပါမယ်ပဲရင်ပေါက်တုပ်ဖို့အတွက်ဒီဘက်မှာကျွန်တော်တို့ငရုတ်သီးစိမ့်တွေပြုတ်ရပါအောင်မယ်ငရုတ်သီးစိမ့်ကိုပြုတ်ပါမယ်ငရုတ်သီးစိမ့်ကိုရေလေးနည်းနည်းထည့်ပြီးတော့ပြုတ်ပါမယ်ဗျရေလေးခမ်းသွားတဲ့အထိပါပြီးနည်းနည်းလှော်ထားပါမယ်ရေလေးခမ်းသွားရပါပြီဗျငပိကိုပါကျွန်တော်တို့မိခင်ပါမယ်ငပိကိုကျွန်တော်ဒဲဦးထဲမှာထည့်ပြီးတော့မိခင်လိုက်ပါမယ်ကဲငပိလည်းရပြီဆိုတော့ကျွန်တော်အစင်သစ်ပါကြက်သွန်နီကြက်သွန်ဖြူငရုတ်ကောင်းငပိငရုတ်သီးစိမ့်အစင်သစ်ပါကျွန်တော်ငရုတ်သီးစထောင်းပါမယ်ကဲငရုတ်သီးကိုညအောင်ထားပါမယ်ဗျာငရုတ်သီးလည်းကြက်ပြီဆိုတော့ကျွန်တော်တံမြာသီးလေးအစင်သစ်လောက်ထားပါမယ်ပဲရင်ပေါက်တုပ်ဖို့အတွက်အစင်သစ်ဖြစ်ပါပြီဗျာစားထည့်ပါမယ်ကြက်သွန်နီထည့်ပါမယ်ရှုံးမထည့်ပြီးတော့ကျွန်တော်တို့ခုနထောင်းထားတဲ့ငရုတ်သီးထောင်းထည့်ပါမယ်ပြီးတော့တံပြာသီးညှက်ထည့်ပြီးတော့ကျွန်တော်တို့စားတုပ်ပါမယ်ပဲရင်ပေါက်လေးကအခုလိုမိုးရသီးနဲ့ဆိုတော့အရန်ကိုလိုက်ဖက်ပါတယ်ဗျသူကကျန်းမာရေးအတွက်လည်းအလွန်ကောင်းမှုပြီးတော့စားလို့လည်းအရန်ကောင်းပါတယ်ကဲခုဆိုတော့ပဲရင်ပေါက်ရခိုင်တုပ်လေးကမှုေးနေပါပြီဗျကဲကျွန်တော်တို့ပကံနဲ့ထည့်ပါမယ်ဒီနေ့တော့ကျွန်တော်ကပဲရင်ပေါက်တုပ်နဲ့စားပါမယ်ဗျအဲ့စီလိုလည်းအိမ်မှာတုပ်စားကြည့်နော်